အလုပ်သွားတယ်ဆိုလို့ရှိရင်ไปทำงานไปทำงานခြေချင်းလျှောက်ပြီးအလုပ်သွားတယ်ဆိုလို့ရှိရင်เดินไปทำงานเดินไปทำงานစက်ဘိန်းနင်းပြီးတော့အလုပ်သွားတယ်ဆိုလို့ရှိရင်ปั่นจักรยานไปทำงานปั่นจักรยานไปทำงานဆိုင်ကယ်စီးပြီးတော့အလုပ်သွားတယ်ဆိုရင်ขี่มอเตอร์ไซค์ไปทำงานขี่มอเตอร์ไซค์ไปทำงานဒါမှမဟုတ်ขับနဲ့လည်းပြောလို့ရပါတယ်ဥပမာขับมอเตอร์ไซค์ไปทำงานအဲ့လိုလည်းရတယ်ကားစီးပြီးတော့မှအလုပ်သွားတယ်ဆိုရင်ขับรถไปทำงานขับรถไปทำงานအဲ့လိုမျိုးပြောတာဖြစ်ပါတယ်အခုဒီတဲ့ကြည့်တဲ့သူတွေရောအလုပ်သွားတဲ့အခါဘာနဲ့သွားလဲဆိုတာ comment မှာဝင်ရေးခဲ့ပေးနိုင်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြမယ်